ဟီဆိုတာတယောက်ပင့်ကူအဖွဲ့ရှိတဲ့နေရာကိုရောက်လာပြီးနံဖြေပေးမဲ့လူကိုမတွေ့တာနဲ့မေးကြည့်တော့ဘာချီနဲ့နိုဘူးနာဂါတို့နှစ်ယောက်ကနောက်ရောက်ခံလိုက်နေတယ်ဆိုပြီးချိန်ထားတဲ့ကြိုးလေးကိုပြတယ်။ဟင်းကတော့နံဖြေပေးမဲ့သူနဲ့တွေ့ရင်သူတောင်းတဲ့ဈေးအတိုင်းပေးဖို့အစဉ်အသက်ပဲမို့ဘယ်နည်းနဲ့ဖြစ်အဲ့ဒီလူသဘောတူအောင်လုပ်ဆိုပြီးမှားနေပါတယ်။နောက်တော့မာချီတို့ရှိတဲ့နေရာကိုသွားလိုက်ပြီးနံဖြေပေးမဲ့လူကိုတွေ့တော့ဘယ်လိုများရှာလာတာလဲလို့မေးတာကိုနိုဘူးနာဂါကတော့မေးဖို့ပါလားဆိုပြီးပြောတာနဲ့ဟီဆိုတာလည်းသူမမြင်အောင်တစ်ပင်အနောက်မှာပုံနေတဲ့လူကိုပဲလှမ်းပြီးမင်းအစွမ်းလားလို့မေးလိုက်ရတော့တယ်။နိုဘူးနာဂါလည်းအန်တော်မတုံးထားပဲနဲ့ဘယ်လိုများသိတာလဲဆိုပြီးအံ့ဩသွားရတော့ပုံနေတဲ့ကောင်မလေးလည်းထွက်လာပြီးသူဇက်စုသုံးထားတာမပြီးပြင်းလို့လားဆိုပြီးမေးတော့တယ်။အဲ့ဒီကောင်မလေးကတော့ဟီဆိုဒါနေရာနံပါတ်4မှာဝင်လာတယ်။ပြီးကိုအဖွဲ့ဝင်အသက်ကော်ရူတိုဖြစ်ပြီးသူ့အစွမ်းနဲ့နံဖြီသမားကိုရှာလာခဲ့ပေမဲ့ဘာအစွမ်းလဲဆိုတာတော့မပြောပြနိုင်ဘူးလို့ပိတ်ပြောလိုက်တယ်။နိုဘူနာဂါကတော့သူတို့အောင်မြင်မှရမယ်ဆိုပြီးထပ်ပြောတာနဲ့ဟီဆိုတာကလည်းသူကလည်းခရိုလိုနဲ့တိုက်ခိုက်ချင်နေတာပဲလို့ပြန်ပြောပြီးသူနဲ့ခရိုလိုမှာဘသူသေးတာကိုမြင်ကျင်လဲလို့ထပ်မေးလိုက်တယ်။ဒါနဲ့မာချီကတော်တော်တုံးလိုက်တဲ့မေးခွန်းပဲဆိုပြီးဒီကိစ္စသာပြီးသွားရင်သူအသက်ချင်ဆုံးလူကဟီဆိုတာပဲမဟုတ်ဘလို့မှမဖြစ်နိုင်ပေမဲ့ခရိုလိုသာမတော်တဆတည်သွားခဲ့ရင်တော့ဟီဆိုတာဘယ်နေရာမှာပဲရှိရှိသူလာတတ်မယ်လို့တတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်တာဇေကဲရာတို့အဖွဲ့ကလည်းမာဆာဒိုရမြို့ကိုရောက်နေကြပြီးဘွန်ဘာအဖွဲ့လက်ဝဲကြီးအုပ်ထားတဲ့ Bread of Angel တွေကိုကဲ့ဖြစ်ပြန်ပြောင်းဖို့ကိုဂွန်တို့အဖွဲ့စီဘွန်ဘာတွေရောက်မသွားခဲ့လောက်ရမယ်လို့တိုင်ပင်နေကြတယ်။ဂွန်တို့အဖွဲ့မှာကဘွန်ဘာအဖွဲ့ကိုနိုင်ဖို့တည်တာတဲ့ခွန်အားမျိုးမရှိတော့ဖွဲ့ဝင်တယောက်ယောက်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီး Bread of Angel ကိုသာတုံးလိုက်မယ်ဆိုရင်သူတို့စီမှာရှိနေတဲ့ voucher က auto bracket ဖြစ်လာမယ်လို့ရှင်းပြပါတယ်။အဲ့လိုသာဆိုရင်တော့သူတို့မှလိုတဲ့ကက်က Lucky Alexandrite တကယ်တည်းပဲမို့ဂွန်တို့3ယောက်အတွက်သာ3ပတ်အချိန်ရမယ်ဆိုရင်ဂွန်တို့ကအပေးယူတိုင်းကက်ကိုတေချာပေါက်ပေးမှမယ်ဆိုပြီးဝမ်းသာနေကြတယ်။နောက်တော့ဘွန်ဘာအဖွဲ့နဲ့ချိန်ထားတဲ့နေရာကိုရောက်လာကြပြီးအခုအချိန်မှာဆိုရင်ဘွန်ဘာအဖွဲ့ကဂိမ်းနိုင်ဖို့အတွက်နံပါတ်3ညနံပါတ်2နဲ့နံပါတ်85တို့ကိုသာလိုတော့တာဖြစ်ပြီးတာဇေကဲရာတို့အဖွဲ့ကတော့နံပါတ်3ည85နဲ့နံပါတ်81ကက်၄ကက်တိတိကိုလိုနေပါသေးတယ်။တွေ့ချင်းမှာပဲတာဇေကဲရာကကက်ကိုပေးဖို့ထိုင်တိုက်ခိုက်ဖို့ပဲရွေးချယ်တယ်လို့ပြောပြီးတစ်ဖက်အဖွဲ့စီကကက်တွေကိုလီဗိုင်ယွန်ကက်ကိုတုံးလို့ခိုးယူလိုက်ပြီးနောက်ချက်ချင်းမှာပဲအကော်မနီကက်ကိုတုံးပြီးထွက်ပြေးသွားကြတော့တယ်။ဘောမအဖွဲ့လည်းသူတို့ထွက်သွားချင်းကက်တွေကိုပြန်စစ်ကြည့်ပေမဲ့ကက်သက်ပေါင်တွေကကက်တွေပါမသွားလို့စိတ်အေးရပေမဲ့တာဇေကဲရာရဲ့ဆုံးဖြတ်ချက်ပြတ်သားတဲ့မျက်နှာကတွေးစရာဖြစ်နေခဲ့ပါတယ်။တာဇေကဲရာတို့ဘက်မှာတော့အေးကြီးတဲ့ကက်တွေမပါဘူးဆိုရင်တော့သူတို့တနေရာနဲ့တနေရာကိုပြောင်းလို့ရမယ်အကော်မနီကက်ရတန်ကက်တွေအများကြီးရလိုက်တာမို့နောက်3ရက်နေရင်ပြန်ဆုံးမယ်ဆိုပြီးဂိုရင်နူးနဲ့လမ်းခွဲလိုက်ကြတော့တယ်။အဲ့ဒီအချိန်ဂွန်တို့ဘက်မှာလည်းဘီစကစ်နဲ့ဂွန်တို့နှစ်ယောက်ကပြေးထန်တဲ့လေ့ကျင့်ရေးတွေဇာတိုက်လုပ်နေပေမဲ့ဂွန်ဘက်ကအားနည်းနေသေးတာမို့ကြက်ကြက်မက်မက်လည်းတင်ပေးနေရပြန်ပါတယ်။ဘီစကစ်စိတ်ထဲမှာတော့ဂွန်ကသူ့တက်လုံအားကိုအခုထိတိဆောက်နေသေးရတာမို့မကြံတော့တဲ့အချိန်အတွင်းမှာသူတို့နောက်ထပ်လက်နက်ကောင်းလိုအပ်တယ်ဆိုပြီးဂွန်ကိုခက်ခဲတဲ့နံပါတ်5အဆင့်အောင်ရှိတဲ့အင်မီတာလေ့ကျင့်ရေးနည်းကိုတင်ချပစ်လိုက်တယ်။အဲ့ဒီနည်းကတော့ခန္ဓာကိုယ်ကိုလက်ထပ်ဖတ်တဲ့သုံးပြီးစောက်ထိုးရလို့အပေါ်ကိုအဲ့ဒီလက်အားနဲ့ခုန်ထွက်တဲ့နည်းဖြစ်တာမို့ဘီစကစ်အတွက်ကလွယ်ကူတယ်ဆိုရင်တော့ဂွန်အတွက်ကတော့နေရာကနေတလက်မလောက်အပေါ်ရောက်ဖို့ကိုခက်ခဲနေပါတယ်။ကီရူလာကဒါကိုကြည့်ပြီးအဆင့်တွေကြော်ပြီးလေ့ကျင့်ပေးလို့ရရဲ့လားလို့မေးတာနဲ့ဘစ်ကစ်လည်းဒါကစော်စားရတာပဲမို့အဲ့လိုမှမလုပ်ရင်လည်းသူတို့ကိုပေးထားတဲ့အချိန်3ပတ်ဆိုတာကအလကားဖြစ်သွားလိမ့်မယ်လို့ပြောပါတယ်။အဲ့ဒါအပြင်သူတို့ပုံမှန်အတိုင်းသွားမယ်ဆိုရင်ဂွန်ကအဆင့်3လောက်အထိကိုရောက်နိုင်ပေမဲ့အဲ့ဒီအဆင့်တွေကသူ့ကိုလက်တွေတိုက်ခိုက်တဲ့နေရာမှာမကူညီပေးနိုင်တာမို့ရန်သူကိုတစ်ချက်တည်းနဲ့အနောက်ကိုတွန်းထုံးနိုင်တဲ့ဒီလိုအင်မီတာတိုက်ခတ်နည်းမျိုးကလိုအပ်တယ်လို့ပြောပြတယ်။တစ်ဖက်မှာလည်းပုံမှန်အဖွဲ့ကတောထဲမှာငုတ်တုတ်လေးတွေထိုင်နေကြတော့သူတို့တဲကလူတယောက်စီကိုခြုံကုန်တိုက်ခိုက်တဲ့မြားတစ်စင်းပြန်လာပြီးတတိရှိတဲ့ဘေးကလူကအချိန်မီဝင်ဖမ်းလိုက်ရပါတယ်။နောက်တော့အဲ့ဒီလူကရတန်ဟိုကတ်ကိုတုံးပြီးအလင်းမြန်မဲ့နေရာကနေထွက်ပြေးသွားတော့တာမို့ဘွန်ဘာအဖွဲ့သား2ယောက်ကလည်းတာဇေကရာတို့အဖွဲ့ကလူတွေသူတို့ဒီမှာရှိတယ်ဆိုတာကိုဘလို့သိတာလည်းမသိဘူးဆိုပြီးဗဟီဒီဖြစ်နေကြတယ်။တကယ်လို့အကော်မနီကတ်ကိုတုံးပြီးလာတာဆိုရင်သူတို့တရားပေါက်သိရမှာပဲလို့ပြောရင်မကြေမနက်ဖြစ်နေတာနဲ့ကြံကအဲ့ဒီကောင်တွေနန်းကိုတုံးပြီးရောက်လာကြတာလို့ပြောရင်သူတို့ဘက်ကနေလက်စင်တစ်ခုခုပြန်ပေးဖို့အားသုံးမှရတော့မယ်ဆိုပြီးတေးထားလိုက်ပါတယ်။နောက်တော့ဘယ်ကမှမသိတဲ့လူတယောက်ကိုဖမ်းပြီးနှိပ်စက်လို့သူ့ရဲ့စာအုပ်ထဲကကတ်တွေကိုစစ်ကြည့်ပြီးတာဇေကရာတို့နာမည်တွေပါလာတာနဲ့တပြိုင်နက်ချက်ချင်းပဲသူ့ရဲ့ရန်မုတ်တွေထပ်တဲ့လက်နဲ့တပ်ပစ်လိုက်ပါတယ်။အဲ့ဒါကိုအမြင့်တနေရာကနေမှန်ဘလူးနဲ့ချောင်းကြီးနေတဲ့ဂိုရင်နူးကမြင်သွားပြီးတာဇေကရာတို့စီကိုဆက်သွယ်လို့အခုအချိန်မှာဘော်မာအဖွဲ့ကမာဆာဒိုရာကကက်ရောင်းတဲ့နေရာမှာတက်ဆွဲပြီးနေနေတဲ့အကြောင်းနဲ့ကက်အစ်စ်ဝယ်ပြီးထွက်လာတဲ့လူတိုင်းကိုလည်းတိုက်ခိုက်တာတွေလုပ်နေတဲ့အကြောင်းသတင်းလှမ်းပြောတယ်။အဲ့ဒါတွေအပြင်ဘော်မာအဖွဲ့ကနေရာပြောင်းလို့ရတဲ့ကက်တွေကိုအဓိကထားလိုက်စုနေတာကိုတွေ့ရတာမို့တာဇေကရာတို့အဖွဲ့စီကိုကက်အစ်စ်တွေပို့ပေးနေတဲ့လူတယောက်ရှိတဲ့ကိစ္စကိုတည်သွားပြီးထင်တယ်လို့ပြောလာတယ်။အဲ့ဒီအချိန်ကတော့အဆင့်5ကိုလေ့ကျင့်နေတာအခုထိမရသေးတာနဲ့ဘစ်စကစ်ပြောပြဖို့လေကိုယ့်ရဲ့လက်ကိုရေတနက်လိုသဘောထားပြီးခန္ဓာကိုယ်ထဲကရှိနေတဲ့စွမ်းအင်တွေကိုလက်ထဲပြောင်းထည့်ပြီးလှုပ်ဆိုတဲ့စကားကိုပြန်ကြားနေရပေမဲ့လည်းလက်ထဲကိုဘယ်လိုပြောင်းရမှန်းမသိတာနဲ့တိုင်ပတ်နေရပါတော့တယ်။ဒါကိုကြည့်ပြီးကီရူလာကအဆင့်2ကိုပြန်ပြောင်းပေးလိုက်ပါလို့ပြောပေမဲ့လည်းဘစ်စကစ်ကတော့ချိန်10ရက်လိုသေးလို့လေ့ကျင့်ပါစေအောင်ဆိုပြီးလွှတ်ထားလိုက်သလိုတစ်ဖက်မှာလည်းဘုံမာအဖွဲ့ကတာဇေကရာတို့နောက်ကိုလိုက်ဖို့ကတ်ဆုဆောင်တာပြေသွားခဲ့ပါတယ်။ဒါနဲ့ချက်ချင်းဆိုသလိုပဲတာဇေကရာတို့နောက်ကိုလိုက်သွားတာမို့တာဇေကရာတို့တွေလည်းနောက်ထပ်ကတ်တစ်ခုကိုတုံးပြီးထွက်ပြေးကြတာနဲ့ပြေးတိုင်းလိုက်တိုင်းကစားနေကြရပါတယ်။တစ်ဖက်မှာလည်းဂွန်က9ရက်ပဲကြံတော့တဲ့နေ
နေ့အထိအဆင့်5ကိုမရသေးတာမို့တဲကြီးမဲကြီးလုံးပန်းနေရတာကိုကြည့်ပြီးကီရူလာကဘစ်ကစ်ကိုကိုကြည့်ပေးနိုင်တာဘာမှမရှိဘူးလားလို့မေးတယ်။ဒါနဲ့ဘစ်ကစ်ကလူတစ်ယောက်နဲ့တစ်ယောက်မှာခန္ဓာကိုယ်အတွင်းစွမ်းအင်စီးဆင်းတဲ့ပမာဏကမတူညီတာမို့သူ့ရဲ့အမြင်နဲ့အကြံပေးလိုက်ရင်ဂုံယူဆချက်တွေမှားသွားပြီးဒုက္ခပေးသလိုပဲဖြစ်လိမ့်မယ်လို့ရှင်းပြတယ်။တစ်ဖက်မှာလည်းတာဇေကရာတို့ကပြေးနေပေမဲ့ဘောမာအဖွဲ့ကအနောက်ကနေဆက်လိုက်မလာတာမို့ဘာတွေဖြစ်နေလဲသိရအောင်ဂိုရင်တို့စီလှမ်းဆက်တွေ့တော့သူတို့နောက်ကိုလိုက်နေတဲ့ဘောမာအဖွဲ့ထဲမှာခေါင်းဆောင်ဂျန်ကသာအစ်စ်ဖြစ်ပြီးကျန်တဲ့ဆပ်နဲ့ဘာယာတို့နှစ်ယောက်ကအတူတွေဆိုတာကိုသိလိုက်ရတယ်။ဆပ်နဲ့ဘာယာအစ်စ်ကတော့မာဆာဒိုရာကကယ်ရောင်းတဲ့နေရာမှာပဲကင်းဆောင်နေကြတယ်ဆိုတာကိုသိလိုက်ရတော့တာဇေကရာလူတစ်ယောက်ကဂျန်တစ်ယောက်နဲ့သူတို့၄ယောက်ထားကြရင်ကောင်းမလားလို့မေးပါတယ်။ဒါနဲ့တာဇေကရာကတော့ဂျောင်းပိတ်မိပြီဆိုမှတိုက်တာကိုလုံးမယ်လို့ပြောနေတော့သူတို့စီကိုဂျန်ရောက်လာတိုင်းနဲ့တပြိုင်နဲ့ဖပြေးသွားကြပြန်တယ်။တစ်ဖက်မှာလည်းဂုံကိုဒီအစ်စ်ငါလေ့ကျင့်ရင်လောက်တာအချိန်ပြည့်ပြီမို့သူတို့ဘုံမာအဖွဲ့ကိုဘလို့ချိန်မုံမလဲဆိုတာကိုစဉ်းစားထားတဲ့ပုံစံကိုပြောပြမယ်ဆိုပြီးဘစ်ကစ်ကကတ်တခုကိုမြောက်ပြလို့ဒီနီလန်ကိုကြွကျင်တဲ့အထိလေ့ကျင့်ရမယ်လို့ပြောပြလိုက်တယ်။ထွက်ပြေးနေကြတဲ့တာဇေကရာတို့လည်းအကော်မနီကကုံသွားပြီမို့ရက်တန်ကန်ကိုတုံးပြီးထွက်ပြေးလာရင်ကနေတထေးကြီးပါတဲရာတာရဲ့ဆန်အိမ်စီသွားကြမယ်ဆိုပြီးကစားပွဲတွေကနေ leaf ကတ်ကိုတုံးလို့ထွက်သွားကြတော့တယ်။ဒါပေမဲ့ဆန်အိမ်ကိုရောက်သွားတဲ့အချိန်မှာတော့ဆန်အိမ်တစ်ခုလုံးဘယ်သူမှမရှိအောင်အခွန်ကြီးဖြစ်နေတာကိုတွေးလိုက်ရတာမို့အားလုံးအံ့ဩသွားကြရပြီးဆာဘာဆူရှီလို့ခေါ်တဲ့အဆောင်တစ်ယောက်နာမည်ကိုအကျယ်ကြီးအော်ခေါ်ပါတော့တယ်။ဒါနဲ့အဲ့ဒီလူလည်းထွက်လာပြီးတထေးကြီးပါတဲရာတာကဒီဂိမ်းတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်ပြီမို့အားလုံးစိတ်ကုန်ပြီးထွက်သွားကြပြီဆိုတာကိုပြောတာနဲ့တာဇိတ်ကလေတထေးကြီးရှိတဲ့အခန်းစီကိုသွားပြီးသူတို့ဂိမ်းနိုင်ငံနီးမှာဒါကဘာသဘောလဲဆိုပြီးဒေါသတကြီးနဲ့မေးပါတယ်။ဒါကိုလည်းတထေးကြီးကအားလုံးဘာမှအရေးမပါတော့ဘူးမို့ရပိုင်ဝင်းတွေကိုတော့သူရှိနေတဲ့အားလုံးမှားထားပြီးပြီဆိုပြီးစိတ်ထက်ကြနေတဲ့လူတစ်ယောက်အတန်နဲ့မျက်ရည်တွေထွက်ကြရင်းကနေပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်ဂွန်တို့စီကိုဂိုရင်းတို့ကဆက်သွယ်လာပြီးတာဇိတ်ကတို့အဖွဲ့ဂိမ်းပြည့်ထွက်သွားတာကိုသိချင်းဘောမအဖွဲ့ကအနောက်ကလိုက်သွားပြီးအခုဆိုင်အင်ရဲ့ရှေ့မှာကင်းချထားတာမို့တာဇိတ်ကတို့ပြန်ဝင်လာတော့မှမဟုတ်ဘူးဆိုပြီးပြောလာတယ်။အဲ့ဒါအပြင်တာဇိတ်ကတို့ပိုင်တဲ့ကန်တက်က66ခုမှာလည်းအခု30လောက်ကိုသူကအတုလုပ်ထားတယ်ဆိုတာရဲ့နဲ့ရေးကြီးတဲ့ကအကုန်လုံးကလည်းသူ့စီမှာကြံခဲ့တယ်ဆိုတာတွေကိုပြပြနေတယ်။အဲ့ဒီအချိန်ဘောမအဖွဲ့ကလည်းတာဇိတ်ကတို့ဆိုင်အင်တွေကနေတော်တော်နဲ့ထွက်မလာတာမို့ပြစ်ပတ်ကိုဂွန်တို့ဘက်ကိုပြောင်းလိုက်ပြီးဂွန်တို့ရှိတဲ့နေရာကိုထွက်လာကြတော့တယ်။ဆိုင်အင်ထဲမှာတော့တထေးကြီးပါတဲရာတာကတာဇိတ်ကတို့နဲ့တွေ့နေပြီးသူဂိမ်းကိုရက်ပစ်လိုက်ရတဲ့အကြောင်းကိုပြောပြနေပါတယ်။အဲ့ဒါကတော့သူ့ရဲ့ချစ်လာဆိုတော့အချစ်ဦးလေးကလွန်ခဲ့တဲ့နှစ်တွေကနေစပြီးကိုမာဝင်တာနဲ့စေးရုံတင်ထားရတာမို့အဲ့ဒီတုန်းက Brain Island ဂိမ်းထဲကနေစူတောင်းတဲ့အိမ်မန်းတွေကိုဖြစ်စေနိုင်တဲ့ကတ်အကြောင်းကြားပြီးသူ့ရဲ့ဘဝတစ်ခုလုံးကိုဒီဂိမ်းထဲမှာနှိမ့်မြုပ်ခဲ့ပေမဲ့အခုတော့သူ့ရဲ့အချစ်ဦးလေးကအိယာကနေပဲတည်သွားခဲ့ပါတော့တယ်။ဒီအတွက်နဲ့ဂိမ်းကိုရက်ပစ်လိုက်တာဖြစ်ပေမဲ့လည်းဒါတွေမသိသေးတဲ့ဘောမာအဖွဲ့ကတော့ဂွန်တို့နဲ့တွေ့နေပြီးအပေးယူလှလှလေးတစ်ခုအနေနဲ့သူတို့ကလူတိုင်းအတွက်ဂိမ်းကိုအနိုင်ယူပြီးအပြင်လောကကိုခေါ်သွားပေးမှာမို့အပြင်ရောက်ရင်ဂွန်တို့အတွက်ဝေစုကိုတော့ခွဲပေးမယ်ဆိုပြီးသူတို့လိုချင်တဲ့ကတ်ရအောင်ပေးအောင်တောင်းဆိုနေပါတယ်။ဒါပေမဲ့ညှိလိုက်လို့မရတဲ့အဆုံးမှာတော့တည်ကျင်လို့လားကတ်ပေးဆိုပြီးချိန်ချောက်တဲ့လေတံပြောင်းသွားတော့တာမို့ဂွန်တို့တဲ့သူတို့မှရှိတဲ့အကော်မနီကတ်၄ခုနဲ့နေရာ၄ခုကိုထွက်ပြေးနေကြပြီးဘုံမှအဖွဲ့ကလည်းအနောက်ကနေတကောက်ကောက်လိုက်နေပါတယ်။နောက်ဆုံးမှာတော့နေရာပြောင်းတဲ့ကတ်မရှိတော့ပဲလမ်းလျှောက်ပြီးသားပြေးရတော့မဲ့ဂွန်တို့ကိုတောထဲမှာမိသွားခဲ့ရကနေဒီတစ်ခါတော့မလွတ်ရအောင်၃ယောက်ကို၃ယောက်စီခွဲပြီးဝိုင်းထားလိုက်ကြတော့တယ်။ဒါကိုကြည့်ပြီးဂွန်တို့ကလည်းသူတို့နဲ့တယောက်ချင်းစီချချင်နေမှသိတာနဲ့သူတို့အစီအစဉ်နဲ့ဝင်လာအောင်ကတ်တွေကိုမပေးဘူးကြီးငင်းခံနေတော့ကီရူလာကနေဘစ်ကစ်ကိုထွက်ပြေးတော့ဆိုပြီးအစီအစဉ်တိုင်းလှမ်းပြောလိုက်တယ်။နောက်တော့သူကိုယ်တိုင်လည်းထွက်ပြေးသွားတော့တာမို့ဘစ်ကစ်လည်းတခြားလမ်းကနေထွက်ပြေးသွားရကနေနောက်ဆုံးမှာတော့တောထဲမှာဂွန်နဲ့ချန်နှစ်ယောက်ထိုက်တော့တာကြံနေခဲ့တော့တယ်။အဲ့ဒီအချိန်ချန်ကဂုံးကိုပေါ်ကိုထုံးစံအတိုင်းဘုံစင်ကျင်တာနဲ့လက်ကိုရှေ့ထုတ်ပြီးဝင်လာတာမို့သူဘုံပါဆိုတာကိုတီထားတဲ့ဂွန်ကလည်းအထိမခံပဲပြန်ပုတ်ထုတ်ပြီးနောက်ကိုဆုတ်လိုက်ပါတယ်။အဲ့ဒီမှာပဲဘုံပါကလည်းဂွန်ကသူဘာကောင်လဲဆိုတာကိုသိနေတယ်ဆိုတာကိုသတိထားမိသွားတာမို့သူစွာအားကိုတီထားတဲ့လူတွေထဲမှာအသက်ရှင်ခဲ့တဲ့သူတိတ်မကြံဘူးဆိုတဲ့စကားကိုပြောပြီးဖဲချောက်လာပါတယ်။အဲ့ဒီမှာပဲဂွန်ကသူ့ရဲ့စာအုပ်ကိုထုတ်လိုက်ပြီးသူကတခြားကစားသမားတွေစီကနေကတ်လူတဲ့သူတွေကိုသဘောမကျတာမို့သူနဲ့အပေးယူတစ်ခုလုံးမယ်ဆိုပြီးနှစ်ယောက်သားခြားကြတဲ့နေရာမှာနိုင်တဲ့သူကတစ်ဖက်လူရဲ့ကတ်တွေကိုအကုန်လုံးကိုယူခြင်းမို့ဘလို့လဲလို့မေးလိုက်တယ်။ဒါပေမဲ့ဂျန်ကဂွန်ကအပေးယူလုပ်ရတဲ့အခြေအနေမဟုတ်ဘူးဆိုပြီးဖဲလိုက်တာမို့ဂွန်ကလည်းဒါဆိုသူ့ကိုတက်ပြရင်တော့သူကစာအုပ်ထုတ်မှမဟုတ်ဘူးဆိုပြီးပြန်ပြောပြစ်လိုက်တာမို့ဂျန်လည်းသဘောကျသွားပြီးရတယ်လောက်ကြတာဗောလို့ပြောလိုက်ရတော့တယ်။နောက်တော့နှစ်ယောက်သားကိုစာအုပ်ထဲမှာကတ်ပနကူရှိတယ်ဆိုတာကိုပြောရင်သူလိုချင်တဲ့ကတ်ကဂွန်စီမှာရှိနေတာနဲ့တိုက်ခိုက်မယ်ဆိုပြီးဂွန်ဘက်ကစွမ်းအားထုတ်ပြတာနဲ့တပြိုင်နက်သူကလည်းဂွန်ထန်းနှစ်ဆမကတဲ့စွမ်းအားကိုထုတ်ပြလိုက်တယ်။အဲ့ဒီအချိန်ဂွန်ကတော့ဘစ်ကစ်ပြောတဲ့အတိုင်းဒီအခြေအနေမှာသူချန်ကိုမနိုင်ဘူးဆိုရင်တော့ဇက်တိုက်တိုက်ခိုက်နေရမယ်ဆိုတာမို့အသက်ရှူလို့မရအောင်ကိုအပြင်းထန်တိုက်ခိုက်နေပါတော့တယ်။အဲ့ဒီမှာပဲဂွန်အရေးကြီးရှိတဲ့ကိုဂျန်ဘက်ကတီးသွားပေမဲ့လည်းဂွန်သုံးထားတဲ့စွမ်းအင်ကကောင်းတာတော့ရောတိရော်ရဲဖြစ်နေတာမို့အနေငယ်တော့အထင်သေးသွားပြီးသူ့ကိုမရမကတိုက်ခိုက်နေတဲ့ဂွန်ကိုသူကကြီးလှိမ့်ဆော်ပစ်လိုက်ပါတယ်။ဂွန်သွေးတွေထွက်ကြလာတော့ကိုမြင်တော့ကိုပို့အထင်ကြီးသွားတဲ့ဂျန်ကသူကိုယ်တိုင်မသိလိုက်ခင်မှာပဲဂွန်တို့ခင်းထားတဲ့အကွက်ထဲဝင်လာနေတာမို့ဂွန်ဘက်ကနေလည်းဂျန်ကိုရမ်းမို့အစွမ်းထုတ်သုံးလိုက်ဆိုင်မှာဆိုပြီးစိတ်ထဲကနေပြောနေပါတယ်။သူအဲ့လိုပြောနေတာကိုသိနေတဲ့ဂျန်ကလည်းဖြစ်စေချင်တဲ့အတိုင်းမလုပ်ဘူးဆိုပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြချင်းဘစ်ကစ်နောက်ကိုပြေးလိုက်နေတဲ့ဘာရာကလည်းဘစ်ကစ်ကသူ့ရှိမှတဲ့တခြားကတ်တကက်ကိုအကော်မနီကတ်ဖြစ်ပြောင်းပြီးထွက်ပြေးသွားတာကိုတွေးလိုက်ရတော့အံ့ဩသွားပါတယ်။ဒါပေမဲ့လည်းသူ့တာဝန်အတိုင်းဇာတ်တိုက်လိုက်ရ
ရတာမို့နောက်ဆုံးမှာတော့ Biscuit နဲ့သူနဲ့2ယောက်တည်းပဲရှိတဲ့နေရာကိုရောက်သွားပြီး Biscuit ရဲ့လက်သီးစာကိုဘူဖေးနဲ့အဝါစားစားနေရပါတော့တယ်။အဲ့ဒါတွေအပြင် Biscuit ကသူ့ရဲ့ချစ်စရာကောင်းတဲ့ခန္ဓာကိုယ်လေးကနေကာယဗလာမဲ့ခန္ဓာကိုယ်ကိုပြုံးစားကြီးပြောင်းသွားပြီးတိုက်ခိုက်ပြန်တာမို့ဘာသာတယောက်သူ့ကိုစွမ်းတော့ပြခွင့်မရလိုက်ပဲကြက်ကလေးငှက်ကလေးတစ်ကောင်လိုအဖမ်းခံလိုက်ရပါတော့တယ်။အဲ့ဒီအချိန်ကီရူလာကလည်းဒီတိုင်းတိုက်ရင်နိုင်မှာမဟုတ်တာမို့ sub အာယုံတွေထွက်ပြားသွားအောင်ကော်ပီတွေအများကြီးပွားလိုက်ပြီးတိုက်ခိုက်တာမို့ဘယ်ကီရူလာအစစ်မှန်မသိတဲ့ sub လည်းမှားဖမ်းမိရကနေကီရူလာအစစ်စီမှာလျှက်စစ်လက်ဝါးနဲ့ရှော့ရိုက်တာကိုခံလိုက်ရပါတယ်။ဒါပေမဲ့ဒီနည်းက sub ကိုမှောက်သွားတဲ့အထိအလုံးမဖြစ်တာမို့နောက်တနည်းသုံးရမယ်ဆိုပြီး55ကီလိုလောက်ပါတယ်ရိုလို့နာမည်ပေးထားတဲ့စက်တီးကျိုးကိုထုတ်လိုက်ပြီး sub ကိုလှမ်းပြီးတိုက်ခိုက်တာမို့ sub အမြန်ရှောင်လိုက်ချိန်မှာတော့ဘေးနာကတစ်ပင်ကိုသွားထိပြီးတစ်ပင်နှစ်ပိုင်းပြတ်သွားခဲ့ရပါတယ်။ဒါကိုကြည့်ပြီးအော်နေတဲ့ sub ကိုကီရူလာကနောက်တစ်ချိန်ရိုလက်စာကျွေးလိုက်တာမို့လဲကျသွားချိန်မှာတော့ဒီအတိုင်းရှောက်လုံးနေလို့မဖြစ်သေးဘူးဆိုတာသိတဲ့ sub လဲခုနကကီရူလာတိုက်သွားတဲ့နီးတွေကိုကြည့်ပြီးဟာဝက်ကိုတွေ့သွားတာနဲ့အနာကကြောက်ခဲတစ်ခုကိုကောက်ကင်လိုက်တယ်။အဲ့နောက်တော့ကီရူလာလက်ထဲကရိုပြုတ်ကျသွားအောင်ကြောက်ခဲနဲ့လှမ်းပေါက်ပစ်လိုက်တာမို့ကီရူလာလဲရှောင်ရင်းနဲ့ရိုကအောက်ကိုပြုတ်ကျသွားချိန်မှာတော့ sub ရဲ့လက်သီးစာကိုအမီးစားလိုက်ရပါတယ်။ဒါပေမဲ့ sub မသိလိုက်တာကတော့အဲ့ဒါကလည်းကီရူလာရဲ့တိုက်ကွက်တစ်ခုပဲဖြစ်ပြီးသူ့မှာရှိနေတဲ့နောက်ထပ်ရိုတစ်လုံးနဲ့အတူကိုနိုင်ပြီးထင်နေတဲ့ sub စီကိုအနောက်ကနေလှမ်းပစ်ပေါက်လိုက်ပါတယ်။နောက်တော့လဲကျသွားတဲ့ sub ကိုသူဆင်ခဲ့တဲ့အကွက်တွေအကြောင်းပြောပြလိုက်ပြီးပြန်မထလာနိုင်ခင်မှာပဲလက်နှစ်ဖက်စလုံးမှာကင်ထားတဲ့ရိုနှစ်ခုနဲ့ခေါင်းတက်တဲ့စီကိုဖြစ်ပေါက်လိုက်ပြီးလျှက်စစ်လက်ဝါးနဲ့ရှော့ရိုက်ပစ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းကိုကခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာလက်ချက်တွေဖြစ်နေတာတော့အခုတည်းကအရှုံးမပေးသေးပဲဆန္ဒပြင်းပြနေသေးတာမို့ဒါကိုကြည့်ပြီးကြံလဲသူ့ရဲ့ရန်မို့လက်ဝါးကိုထုတ်သုံးမှရတော့မယ်ဆိုပြီးထုတ်လိုက်ပါတယ်။နောက်တော့သူတီးလိုက်တာကဒီတိုက်ပွဲကစိတ်ပိုင်းဆိုင်ရာတွေရုပ်ပိုင်းဆိုင်ရာတွေတိုက်ရတဲ့တိုက်ပွဲမဟုတ်ပဲကိုယ်စိတ်ထဲမှာကဲအောင်နေတဲ့ကိုယုံကြည်တဲ့စိတ်တိုက်ခိုက်ခြင်းခုခံခြင်းနဲ့စိတ်အားလုံးကိုနလန်ပြန်မထူလာနိုင်အောင်ရိုက်ချိုးပြရမယ့်တိုက်ပွဲတစ်ခုဆိုတာပါပဲ။ဒါကြောင့်သူဒီပွဲမှာနိုင်ဖို့အတွက်ဆိုရင်ဂုံတိတ်ခါကိုချနေပြီးညနေနဲ့ထုံမှရတော့မှာပေါ့ဂွန်သာသူ့ရဲ့ကြိုးပမ်းမှုတွေယုံကြည်ချက်တွေကအလကားအရာတွေပဲဆိုတာကိုကြည်သွားပြီဆိုရင်ကိုတန်တယ်လို့တွေးရင်ဂွန်စီကိုတိုက်ခိုက်ဖို့ပြေးသွားပါတော့လေ